တာမန်ရွှေရောင်းဝယ်ကိစ္စလေးတစ်ခုကနေအချင်းများပြီးအကျန်းဖက်အထီးကယုံနေဖြစ်ခဲ့ရတဲ့မိထီလာမြို့နယ်မှာတောက်ကြနေကအထိအခြေအနေတွေတင်းမာနေခဲ့ပါတယ်။ဗုဒ္ဓဟူးနေ့ကစတင်ခဲ့တဲ့ရုံရင်ဆန်ခတ်အခြေအနေဟာကြာသပတေးနေ့မှာဆက်ဖြစ်ခဲ့ပြီးအင်ဂျီအဆောက်အုံတွေကိုမီးရှို့တာတွေတစ်ဖက်နဲ့တစ်ဖက်အကျန်းဖက်တိုက်ခိုက်ကြတာတွေအထိဖြစ်ခဲ့တာပါ။ဗုဒ္ဓဟူးနေ့ညကပုံမှန်144ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီးတဲ့အထိအခြေအနေကမငြိမ်သက်တာကြောင့်တောက်ကြနေ့မှာသမရဦးသိန်းစိန်ကမိထီလာဝမ်တွင်မလှိုင်နဲ့တာစီမြို့နယ်တွေမှာအရေးပေါ်အခြေအနေကြီးညာခဲ့ပါတယ်။ကြာသပတေးနေ့ကအကြမ်းဖက်မှုတွေကြောင့်လူ10ယောက်ထက်မနည်းသေဆုံးခဲ့ရပြီးပြီလို့မိထီလာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။ဒေသဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းထိန်ကတော့သူကိုယ်တိုင်မြင်တွေ့ရတာတွေအရသေဆုံးသူရေအတွက်ဟာဒီတဲ့မကများနိုင်ပြီးဒဏ်ရာရတဲ့ရေအတွက်ကိုမခန့်မှန်းနိုင်တဲ့အကြောင်းမိထီလာမှာရောက်နေတဲ့ VOA သတင်းတောက်ကိုပြောခဲ့ပါတယ်။ဒါအပြင်တာဝန်ရှိသူတွေကတရားဥပဒေစိုးမိုးရေးကိုအခိုင်အမာမလုပ်ဆောင်နိုင်တာကြောင့်ခုလောက်ထိအခြေအနေတွေမထိန်နိုင်မသိမ့်နိုင်ဖြစ်ခဲ့ရတာလို့လေဒေသခံတွေကမြင်ကြပါတယ်။ရဲတပ်ဖွဲ့ကိုအသုံးပြုပြီးထိထိရောက်ရောက်ဆောင်ရွက်ဖို့ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကိုပြောခဲ့တယ်လို့သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းထိန်ကပြောပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကတောက်ကြနေ့မှာတော့နေပြည်တော်မှာသတင်းတောက်တွေနဲ့တွေ့ဆုံပြီးမိထီလာရေးကင်တွယ်မှုအပေါ်သူ့ရဲ့သဘောထားကိုပြောခဲ့ပါတယ်။ဒါထဲမှာဒီလိုသွေးထွက်တောင်ရမှုတွေကိုကင်တွယ်ခဲ့တာဒီမိုကရေစီစနစ်ပုံစံနဲ့ကင်တွယ်ခဲ့တာမဟုတ်ဘူး။အာဏာရှင်စနစ်ပုံစံနဲ့ကင်တွယ်ခဲ့တာခတ်တော်လို့ပြောမယ်ဆိုရင်ပြစ်ချတယ်။ထိမ့်မရပြစ်ချတယ်။အဲ့ဒီတော့ဒီလိုပုံစံနဲ့လုပ်လာတဲ့အခါကျတော့ဘယ်လိုလုပ်လူမျိုးရေးဖွဲ့တွေကအကြောင်းဖက်တဲ့နည်းနဲ့အပြေလေဆုံးနည်းနဲ့ပေါ့မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့်ကအရေးယူလှုပ်ဆောင်နေတယ်လို့ပြောခဲ့ပေမဲ့လူအုပ်စုတွေနဲ့ရန်စတယ်လို့အော်ဟစ်တာတွေအိမ်ပိုင်ရှင်တွေထွက်ပြေးသွားကြရလို့လူမရှိတဲ့နေအိမ်တွေကိုမိရှို့လူရက်တာတွေကဆက်ဖြစ်နေခဲ့တယ်လို့မိထီလာမှာရောက်နေတဲ့ VOA သတင်းတောက်ကိုဦးဝင်းထိန်ကတောက်ကြနေ့မှာပြောခဲ့ပါတယ်။ရုံရင်ဆန်ခတ်ဖြစ်နေတဲ့ပမာဏနဲ့နှိုင်းယှဉ်ရင်အခြေအနေကိုထိမ့်သိမ့်မဲ့ရဲရင်အားကနေပါလွန်းတာကိုသူကိုယ်တိုင်သတိထားမိတယ်လို့ VOA သတင်းတောက်ကပြောပါတယ်။မတ်လ22ရက်တောက်ကြနေ့မှာသမရဦးသိန်းစိန်ထုတ်ပြန်တဲ့ရေးပေါ်အခြေအနေကြီးညာချက်အရအခြေအနေတွေကိုထိမ့်သိမ့်ဖို့အတွက်စစ်တပ်ရဲ့အကူအညီကိုရယူဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။တောက်ကြနေ့ညဘက်နောက်ဆုံးသိခဲ့ရတဲ့အခြေအနေအရမိထီလာမြို့ပေါ်လမ်းတွေအားလုံးမှာစစ်တပ်ကနေရာယူထားပြီးရုံရင်ဆန်ခတ်အခြေအနေတွေရပ်တန့်သွားပြီလို့မိထီလာမြို့ကန်တူကပြောပါတယ်။မိထီလာမြို့ကအခြေအနေပေါ်စိုးရင်ပူပန်ကြောင်းအိုးအိမ်ပစ္စည်းဥစ္စာဆုံးရှုံးရတဲ့မိသားစုတွေအတွက်ဝမ်းနည်းစာနာပါကြောင်းနဲ့အခြေအနေကိုမျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်လို့ရန်ကုန်အမေရိကန်တန်ယုံကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ကြာသပတေးနေ့ညနေပိုင်းကမြန်မာနိုင်ငံမှာရောက်နေတဲ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးပုဂ္ဂိုလ် VJ နမ်ဘီယာကလည်းမိထီလာမှာအသက်ဆုံးရှုံးမှုတွေအတွက်အထူးပဲဝမ်းနည်းရပါကြောင်းကြာသပတေးနေ့မှာပဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဗြိတိရှ်နိုင်ငံသားရေးဝန်ကြီးBurma Campaign UK အပြည်ပြည်ဆိုင်ရာလူငင်းချမ်းသာခွင့်အဖွဲ့တို့အပါအဝင်နိုင်ငံတကာကလည်းမိထီလာအခြေအနေအပေါ်စိုးရိမ်ကြတဲ့အကြောင်းနဲ့အခြေအနေတွေတည်ငြိမ်အောင်အမြန်ဆုံးထိန်းသိမ်းဖို့တိုက်တွန်းခဲ့ကြပါတယ်။ပြည်တွင်းနိုင်ငံရေးပါတီအသီးသီးကလည်းလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကိုအကာအကွယ်ပေးနိုင်ဖို့ဥပဒေအရထိထိရောက်ရောက်လှုပ်ဆောင်ဖို့အကြံပေးတိုက်တွန်းခဲ့ကြပါတယ်။